လို့ခေါ်ရှစ်ဆရာကြီးတွားဒါဖြင့်ကိုလို့ခေါ်ပါလားရှစ်ပါတယ်တွားကိုဥပကခေါ်ပါလားရှည်လိုက်တာနော်နှုတ်တိုင်းပါဗျာငင်းနာမယ်ပါဗျာမနေနဲ့နေကိုကြည့်မွန်းတဲ့ချိန်နဲ့ရှိသေးတယ်အလုတ်လုပ်ရမယ်အိမ်သားတစ်လုံးဆောက်တွင်းကိုနဲ့တူးအမိုးကောင်းအကာကောင်းအားလုံးကောင်းရမယ်အိမ်သားပြီးသွားရင်သိတယ်မဟုတ်လားသိတယ်ဗျာသိရင်သွားပြီးညံဆောက်ပါမယ်ဗျာဆောက်မယ်ဗျာဆောက်မယ်ဗျာမောဒလာကိုဦးရဲ့မမောသာပါလေးရဲ့ဟွာမနေနဲ့နေကိုကြည့်မွန်းတင်ချိန်ပဲရှိသေးတယ်အလုတ်လုပ်ရမယ်တော့ပြန်ပြီလားအဝတ်လျှော်ရမယ်မြန်လျှော်ပါအိတ်ရှင်တယ်ဆာဝါလျှော်မှာမဟုတ်ဘူးကိုဦးကလျှော်ရမှာအင်းကြီးကတရားအမေကတရားကျော်လျှော်ပြီးရင်တော့သိတယ်မဟုတ်လားမြန်ဆန်းလုပ်ပါမယ်ဗျာလုပ်မယ်ဗျာလုပ်မယ်ဗျာမောဒလာကိုဦးရဲ့မမောဘူးသာဝလေးရဲ့ဟွာမနေနဲ့နေကိုကြည့်ညနေဆောင်ပဲရှိသေးတယ်မယုတ်တီးထောင်းအသားခုတ်ထမင်းချက်ဟင်းချက်ပြုတ်ပြီးရင်သိတယ်မဟုတ်လားမြန်ချက်ပါမယ်ဗျာချက်မယ်ဗျာတန်ရဲနဲ့မမြင်ရဲ့မရှုရဲ့ဆရာပါကလားဟင်ဒါလေးကတော့ရုပ်ကလေးနှကောင်နေ့စဉ်နေ့တိုင်းကြောင်းကိုလာပြီးအစာတောင်းတဲ့ယုံလေးနှကောင်ဒါလေးကတော့မနဲ့လင်းရင်ဒီလာတောက်တဲ့သမင်လေးတွေမပါဘူးလားဥပကရေမပါဘူးလားကမကိလေညှိပွေလို့ကတ်ခါပူးတော့အယူပမာဖြစ်ရရှာတဲ့ဥပကရေတဏှာအိမ်ဘွဲ့နွန်တွင်းကိုဇွတ်တင်းချင်းပြီးဝိပရိနာမမထိတတိနဲ့ကလိလာဆွာတော့မရှိကြီးအနာရပြီမဟုတ်လားဟင်တဘာဝအလွန်ရာကမွန်တော့ကာမကျွန်းဖြစ်လူအတီတိအရွယ်ဒီမှအဝီစီခကြီးကိုတကယ်ဆင်းကျင်သေးသလားဥပကရဲ့နေရရူပေနဘုဒ္ဓိမေကမတိတ်တိမာသောနိတိမိမိအသိဉာဏ်ကိုကျော်လွှား၍မှန်ကန်သောနိအသွင်ဖြင့်ယက်တည်တတ်၏ဘ
ဖေယကျေးဇူးရှင်မလေးမဆာဝါရဲ့ဒိမ်မာပန်းနဲ့စွာဆုံးမမှုကြောင့်အချိန်မီအကောင်းဆိုးကိုကျိုးကြောင်းထင်သိမြင်ရတာပါပဲဥပကရဲ့ကာယဝစီမနှောလီဖြင့်ပြောဆိုကြံစီမတတိဘောရာများကိုခွင့်လွှတ်ကြပါတကားကြီးနဲ့တက္ကမလေးတို့ဥပကကိုတန်းကိုသွားပါတော့မည်သာဓု